ဒီစုံတွဲဟာကွာရှင်းဖို့တွားရင်ကားမတော်တဆမှုတထုနဲ့ကြုံခဲ့ရပါတယ်။သတင်းကောင်းကတော့သူတို့နှစ်ယောက်စလုံးပြင်းထန်တဲ့တန်ရာတွေမရရှိခဲ့ကြပါဘူး။သတင်းဆိုးကတော့သူတို့နှစ်ယောက်ဟာလက်ထပ်ပြီးသားဆိုပေမဲ့တတိပြန်ရလာတဲ့အခါတယောက်နဲ့တယောက်မမှတ်မိကြပဲမှတ်ဉဏ်တွေပျောက်ဆုံးသွားတာကိုပါပဲ။နှစ်ယောက်စလုံးအံ့အားသင့်သွားကြပါတယ်။အမျိုးသားဟာသူ့ဇနီးဟာလှပပြီးချမ်းသာတဲ့ဇနီးတစ်ယောက်ရှိနေတာကိုသိလိုက်ရတော့ပျော်ရွှင်နေခဲ့ပါတယ်။ဒါပေမဲ့တစ်ပင်အောက်မှာသူတို့ရဲ့မင်္ဂလာပွဲဓာတ်ပုံကိုကြည့်နေတော့ဘဲကမှမသိလွှင့်စင်လာတဲ့ကြောက်တုံးထိမှန်ပြီးလဲကျသွားခဲ့ပါတယ်။သူ့မိဘတွေကသူတို့ရဲ့မှတ်ဉဏ်တွေကိုပြန်လဲသတိရစေဖို့ရုပ်ရှင်ဆန်ဆန်ဒရာမာတစ်ခုကိုဖန်တီးဖို့ကြိုးစားနေခဲ့ပေမဲ့မအောင်မြင်ခဲ့ကြပါဘူး။စီးရုံကအခန်းထဲမှာအမျိုးသားဟာသူ့ဖုန်းထဲမှာရေးမှတ်ထားတဲ့ရက်စွဲတစ်ခုကိုတွေ့ခဲ့ပါတယ်။မင်္ဂလာနှစ်ပတ်လည်နေ့လို့သူတို့ထင်တဲ့အချိန်မှာပဲသူ့ဇနီးရဲ့ညီမဖြစ်သူကကွာရှင်းမဲ့ရက်စွဲဖြစ်ကြောင်းဝင်ပြောပါတယ်။ဒီချိန်ထဲမှာပဲသူ့အမေကဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနေပြီးဆရာဝန်ကသူတို့ရဲ့မှတ်ဉဏ်တွေကိုပြန်လဲရယူရမှအလွန်အထောက်အကူဖြစ်စေမဲ့သူတို့ရဲ့အရင်ကနေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်မှာနေထိုင်ခွင့်ပေးဖို့အကြံပြုခဲ့ပါတယ်။သူတို့ဟာအိမ်ပြန်ရောက်တော့နေရန်ပေါ်ကပျက်စီးနေတဲ့ဓာတ်ပုံတွေကိုကြည့်ရင်မှတ်ဉဏ်တွေပျောက်ဆုံးသွားပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ဟာအရင်ကထက်ပိုပြီးယဉ်ကျေးတဲ့စံပြစုံတွဲဖြစ်လာခဲ့ကြပါတယ်။မိသားစုနှစ်စုစလုံးကသူတို့ရဲ့မှတ်ဉဏ်တွေပြန်ပြီးရလို့ရညာပါတီတစ်ခုကိုစီစဉ်ခဲ့ကြပါတယ်။ပါတီခွဲကအမျိုးသားရဲ့ဆရာမနဲ့အမျိုးသမီးရဲ့ရီးစားဟောင်းကိုတောင်ဖိတ်ကြားခဲ့ကြတာပါ။ဒါပေမဲ့ဒီအရာတွေကသူတို့ရဲ့မှတ်ဉဏ်တွေကိုပြန်လဲသတိရစေမယ့်အရာတွေကိုမနှိုးဆွတ်ပေးနိုင်ခဲ့ပါဘူး။တရက်မှာတော့အမျိုးသားကအမျိုးသမီးကိုဘေ့စ်ဘောကွင်းခေါ်သွားပြီးစကားတွေပြောကြရင်ပြန်ပြောင်းတွေးတောပြီးတဲ့နောက်မှာတော့ဘာမှမမှတ်မိတော့ပါဘူး။အမျိုးသားကအမျိုးသမီးကိုသူတို့ရဲ့မှတ်ဉဏ်တွေပြန်မပေါ်လာခဲ့ရင်တောင်ကွာရှင်းပြက်ဆဲတာကိုရှောင်နိုင်မလားလို့စိတ်မကောင်းစွာနဲ့မင်းနေတဲ့အချိန်မှာပဲအားကစားကွင်းဝန်ထမ်းတစ်ယောက်ရောက်လာတာကြောင့်အားကစားကွင်းကပိတ်ပြီးမှုသူတို့ကိုထွက်သွားဖို့ပြောပါတယ်။သူတို့ဟာဘေးနားကစားတောက်ဆိုင်တစ်ဆိုင်ကိုသွားပြီးစိတ်ပြေလက်ပြောက်အရက်တောက်ရင်ပျော်ရွှင်ခဲ့ကြပါတယ်။တေးတော့ပေါ်တစ်ယောက်ခံစားချက်တွေပိုပြီးပြင်းထန်လာခဲ့ပါတယ်။အဲ့ဒီညမှာမိုးတွေကလည်းသေးထန်စွာရွာပြန်ပါတယ်။ရုတ်တရက်အမျိုးသမီးရဲ့ထီးကလွင့်စင်သွားပြီးအမျိုးသားကအလင်းအမြန်ပြေးလာပြီးတော့အမျိုးသမီးကိုထီးမိုးပေးတဲ့အခါအမျိုးသမီးကသူမအတွက်အရင်ကအခုလိုပဲထီးတစ်ချောင်းကင်ပေးပြီးမိုးပေးခဲ့တယ်။သူမအရန်ချစ်ရတဲ့အမျိုးသားကိုပြန်မြင်ရောက်ပြီးသွားခဲ့ပြီးအမျိုးသမီးကစိတ်မထိနိုင်ပဲနမ်းလိုက်ပါတော့တယ်။ဆက်ပြီးတော့အမျိုးသမီးကနောက်ထပ်တောက်ဖို့တောင်းဆိုတာကြောင့်သူတို့နှစ်ယောက်အတူတူဆက်တောက်ခဲ့ကြပါသေးတယ်။အရက်အနှဲငယ်တောက်ပြီးအိမ်ပြန်ရောက်တော့နှစ်ယောက်အတူတူချစ်ကြည်နူးနေခြင်းပါပဲညီမဖြစ်သူကအိမ်ပြန်ရောက်လာပြီးသူတို့အတူတူပျော်ပါနေတာကိုတွေ့လိုက်တဲ့အချိန်မှာပဲအမျိုးသားကရှင်းပြဖို့အိယာဘော်ကနေအမြန်ထလာပေမဲ့ရုတ်တရက်ဘေ့စ်ဘောဘောလုံးကိုနင်းပြီးလဲကျသွားခဲ့ပါနဲ့အဲ့ဒီမတော်တဆလဲကျမှုကပဲအမျိုးသားရဲ့မှတ်ဉဏ်တွေကိုပြန်လဲသတိရစေခဲ့တာပါအမျိုးသမီးကအမျိုးသားကိုပြန်တွေ့တဲ့အခါအရင်နေ့တွေတုန်းကလိုနူးညံ့မှုမျိုးမရှိတော့ပါဘူးအမျိုးသမီးဟာစိတ်ပြက်လက်ပြက်နဲ့ထွက်သွားပါတယ်ပြီးတော့အမျိုးသမီးဟာမိခင်ရဲ့အစီအစဉ်နဲ့နိုင်ငံသွားဖို့ပြင်ဆင်နေတာကိုအမျိုးသားကသတင်းကြတော့စိတ်ပြက်လက်ပြက်နဲ့အိမ်မှာခြိုင်နေခဲ့ပါတယ်ရုတ်တရက်အမျိုးသမီးရေးထားတဲ့ baseball ဘောလုံးပေါ်မှာတခုခုရေးထားတာကိုတွေ့ပြီးဖတ်ကြည့်လိုက်တော့ငါတို့ရဲ့အမှတ်ဉဏ်တွေကိုဘယ်တော့မှပြန်မရနိုင်ပါစေနဲ့လို့ရေးထားပါတယ်အမျိုးသားဟာသူတို့အရင်ကမျှဝေခဲ့မှုတဲ့ပျော်ရွှင်စရာဝမ်းသာစရာအချိန်တွေအားလုံးကိုမှတ်မိဖို့လိုအပ်နေပေမဲ့အမျိုးသမီးထွက်သွားတာကိုတားဖို့လေစိတ်ကိုအပြေးသွားခဲ့ပါတယ်အမျိုးသမီးကလည်းသူ့ကိုစောင့်နေတာကိုတွေ့လိုက်တဲ့အချိန်အယမ်းပျော်ရွှင်သွားကြပါတယ်သူတို့ရဲ့မှတ်ဉဏ်တွေပျောက်ဆုံးသွားပြီးတဲ့နောက်မှာတော့တယောက်ပေါ်တယောက်တစ္ဆာရှိရှိချစ်ကြိုက်နေကြပါသေးတယ်